အသက်14နှစ်နဲ့15နှစ်ပဲရှိကြသေးတယ်ကောင်မလေး2ယောက်အတန်းဖော်တစ်ယောက်ကိုတတ်ဖို့ကြံစီမှုနဲ့အဖမ်းခံလိုက်ရတယ်ခက်ပေပေလေးတွေလို့ပြောရမလားစိတ်တူကိုယ်တူတငယ်ချင်းတွေဆိုပြီးကြံဖန်အကောင်းမြင်ရမလားဆိုတာတောင်ပြောရခက်တယ်ဘာဖြစ်လို့လဲဆိုတော့အဖမ်းခံရပြီးရဲကားထဲမှာစကားပြောနေကြတဲ့သူတို့ပုံစံကသူတို့ချင်းဘလောက်စစ်နွယ်နေကြလဲဆိုတာကိုမြင်သာစေပါတယ်ဘယ်ရောက်ရောက်ဘာဖြစ်ဖြစ်ခွေမယ်ဆိုတဲ့ညီအမတွေပေါ့အခုမြင်နေရတဲ့မြင်ကွင်းကိုကြည့်လိုက်ရင်သူတို့ပုံစံကအဖမ်းခံထားတာနဲ့မတူဘူးအပြိုခီးတစ်ခုသွားနေကြတာနဲ့ပို့တူတယ်အဲ့ဒီရဲကားထဲကမြင်ကွင်းကြောင့်ပဲအခုသူတို့2ယောက်နာမည်ကျော်နေကြပါတယ်သူတို့2ယောက်ကအမေရိကန်နိုင်ငံ Lake Brandley High School မှာတက်နေတဲ့ကျောင်းသူတွေဒီကျောင်းက Altamonte Springs မြို့နာမှာရှိတာသူတို့2ယောက်ကကျောင်းထဲကကျောင်းသူတစ်ယောက်ကိုရှော့ဖို့စီစဉ်ထားပြီးဒါလက်အစ်အမိုက်အစ်လိုပစ္စည်းတွေကိုတောင်ကြိုပြီးယူလာခဲ့ကြတယ်လို့ရဲတပ်ဖွဲ့ကပြောတယ်ကန်ကောင်းတာကသူတို့ရဲ့အကြံစီကိုအကျန်းဖို့တယောက်ကတိသွားလို့ရဲတွေဝင်ရောက်စစ်ဆေးပြီးအခင်းဖြစ်မဲ့အချိန်မတိုင်ခင်တားဆီးနိုင်ခဲ့ပါတယ်။ဒီမိန်းကလေး2ယောက်ကတော့အမှုအကြောင်းကိုစိုးရိမ်နေမဲ့အစား mug shock လို့ခေါ်တဲ့ရဲမတန်ပုံထဲမှာဘလို့ပုံဖြစ်နေမလဲဆိုတာကိုပြောရင်းရဲမောနေကြတယ်။လက်ရှိမှာတော့သူတို့2ယောက်ကို attempted first degree murder ဆိုတဲ့လူသက်ရန်ကြမ်းစီမှုနဲ့တရားစွဲထားပြီးအမှုကိုဆက်လက်စစ်ဆေးနေဆဲဖြစ်ပါတယ်။ပြီးတော့တရားရုံးကသူတို့ကိုအာမခံမပဲအချုပ်ထဲကနေပဲတရားရင်ဆိုင်မှုအမိန့်ချထားပါတယ်။မိတ်ဆွေတို့မှာတော့ဒီ2ယောက်လိုဘယ်ရောက်ဘာဖြစ်ဖြစ်အခွေမပြတ်ဘူးဆိုတဲ့တငယ်ချင်းတွေရှိကြလား